ကျွန်တော်လည်း WeChat service လို့ရင်းနဲ့ကြာရင်ရိုက်ခံရတော့မယ်တင်တယ်အရင်တရက်ကညီလေးတယောက်ကကျွန်တော်လာမေးတယ် WeChat account ဖွင့်ခြင်းလို့ဆိုတော့ထုံးစံတိုင်းကျွန်တော်ကြားတဲ့ဈေးနှုန်းတွေပြောပြီးတယ်ကျွန်တော်အာမခံနိုင်တဲ့ running လေးကျွန်တော်ပို့ပေးတယ်အဲ့ဒီအချိန်မှာဟုတ်ပြီအကိုပြောတဲ့စီကန်းချက်တိုင်းကျွန်တော်လိုက်နာမယ် WeChat မပြတ်ဘူးလို့အကိုအာမခံနိုင်လားတဲ့ဆိုတော့ကျွန်တော်ညီလေးရဲ့လို့ညီလေးတောင်မှလို့သူမနဲ့အတူတူဆိုပြီးတော့လို့အနာဂတ်ပလန်တွေဆွဲခဲ့တာတောင်မှလို့တီမြဲခဲ့လို့လားလို့အချိန်ခဏလေးနဲ့ပျက်စီးသွားတာမဟုတ်ဘူးလားလို့ဆိုတော့အကိုရဲ့ WeChat service ပဲလုပ်ပါတဲ့မဆိုင်တာတွေမပြောပါနဲ့တဲ့ဆိုတော့ကျွန်တော်လည်းကြာရင်ရိုက်ခံတော့မယ်ထင်တယ်ကျွန်တော်မိတ်ဆွေတွေကလည်းကျွန်တော်ကိုကြံကြံဖန်ဖန်မေးတယ်လို့ကျွန်တော်ကလည်းကြံကြံဖန်ဖန်ဖြေတယ်တချို့ဆိုရင်ဟိုတရားသဘောနဲ့ပြလိုက်တယ်အနိစ္စတွေအနတ္တတွေဒုက္ခတွေနော်တချို့ကြတော့လည်းအဲ့လိုမျိုးလေးဥပမာလေးပြလိုက်တော့ဆိုတော့ကြာရင်ကျွန်တော်ကတရားပဲပေါက်မှာလားကြပြဆရာပဲဖြစ်မှာလားအရိုက်ပဲခံရမှာလားတော့မသိဘူးတစ်ခုခုတော့တစ်ခုခုပဲ